တိုးခွေလို့လားမတောင်ငုံတွေလဲရွှေအောင်လွမ်းဖို့တာစုနေပြီဗျာဟိုမှာကြည်စမ်းဟိုမှာကြည်စမ်းဥဒနာခက်ကလေးရဲ့တန်တာတင်ချန်ရောက်တော့မယ်လို့သတင်းစကားတွေပါလာခဲ့တာမြန်မာမာတို့ရဲ့နှစ်တကူပွဲတော်အခါတို့ပတ်တန်တွေညာ ဝိုင်းလို့ကြစို့ဗျာဒါရည်စင်အေးမြဖို့ပြင်ဆင်ရင်ထဲမှာချီနူးရိတ်တွေလွှမ်းလို့နေစဉ်ပြိုမေတို့လည်းအလှပြင်းမောင်တို့လည်းအားခဲလို့ပင်တင်ချန်အချိုးဒီနေ့ဟာဒါတင်ချန်ရဲ့အချိုးနေပါဗျာပြေကလေးတွေနဲ့ရှိပဲပြန်လို့ตายအတာအိုးလေးတွေရင်မပိုက်ခါမင်္ဂလာရှိတဲ့နှစ်တကူကြိုးဆိုကြစို့လားအိုးချစ်စရာမြန်မာရိုးရာအတာတင်ချန်ချိုးနေမှာနဲ့တွေလဲဆောက်လို့အသင့်ဖြစ်ပြီးပတ်ပြမ်းမဲ့ရည်စင်တွေလဲအေးမြလို့နေပြီတငယ်ချင်းတွေစုယုံကပျော်ပျော်ပါပါကားလေးနဲ့လဲမလားလမ်းလျှောက်လို့လဲမလားတစ်နှစ်တာလုံးကအညစ်အကြေးတွေစေးကြောပြဖို့ပါတင်ချန်ချိုနေကစားလို့ပျော်ကြစို့ဗျာတောက်ရွှေဝါပွင့်တဲ့ချိန်ခါလူတိုင်းရဲ့မျက်နှာမှာအပြုံးပန်းတွေဝေဖြာအတိတ်ဟောင်းကိုမေ့ကအသစ်သောမင်္ဂလာတင်ချန်ချိုကစားလို့